children's cause to make values. Be careful and joy for teacher and young children playing to trade and play together. You can lead xylophone, hand clap, soft percussion, tube and landy dreidel. Innocent school art, lost feel instrumental and Leo. For pose one lyrics suitable for a kid's video 100 video. Just for children's cause to make values. Be careful and joy for teacher and young children playing to trade and play together. You can lead xylophone, hand clap, soft percussion, tube and landy dreidel. Innocent school art, lost feel instrumental and Leo. For pose one lyrics suitable for a kid's video 100 video. Just for children's cause to make values. Be careful and joy for teacher and young children playing to trade and play together. You can lead xylophone, hand clap, soft percussion, tube and landy dreidel. Innocent school art, lost feel instrumental and Leo. For pose one lyrics suitable for a kid's video 100 video. And the children number 3 now. ဆရာမလှုပ်ချင်လို့ကောလိပ်တက်အလုပ်ဝင်ခဲ့တာအခုတော့မုတ်လူစားခဲတံပြောက်ကိစ္စတွေအတွက်တရားသူကြီးလုပ်နေရတယ်ကိုရေ Percussion, tube and landy dreidel. Innocent school art, lost feel instrumental and Leo. For pose one lyrics ဆရာဝန်တွေကစေကူစားတဲ့အင်ဂျင်နီယာရဲ့အိမ်ဒီပါတွေစောက်တယ်ပေါ့ကွာအဲ့တော့ဆရာမတွေကစာတင်မစားလို့ဘာစားရမှာလဲလားစာနေတယ်ဆိုပြီးတော့နှိတ်ကိုလိုက်မှုချိုးမြချိုးပြောလိုက်ဒီ professional ကိုမဝင်ကျင်တဲ့သူတွေကလည်းရှင်တို့ပဲအလုံးလည်းသိကြပါတယ်2သိန်းကျော်3သိန်းရဘာသုံးလို့ရမှာလဲဟုတ်တယ်မလားအဲ့တော့ကျမတို့မှာရှိတဲ့ပညာနဲ့အပြင်ကအောက်ကန်းလေးရှာတော့လေအဲ့ဒီလမ်းကြောင်းရှင်တို့ကပိတ်ချင်တယ်ရှင်တို့တွေလည်းတစုံတယောက်ချစ်ကြရမှာလားဟုတ်ပြီနော်ငွေချင်းမပြည့်စုံတဲ့အခြေအနေမှာဆိုလို့ရှိရင်အများကြီးပဲဒုက္ခရောက်အခက်အခဲဖြစ်တယ်မလားအဲ့လိုပဲကွာဒီအလုပ်ကိုဘလောက်ပဲဝါသနာပါပါစေအခြေခံလူဝက်ချက်တွေဖြစ်တဲ့စာဝတ်နေရေးတွေမပြည့်စုံဘူးဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဆရာမတွေကနည်းနည်းလာမှာပဲနည်းရင်လည်းနည်းပါစေငါတို့ကပညာရေးကိုစိတ်ဝင်စားဘူးဟုတ်ပြီနော်ငါတို့ကကျောင်းမပြီးလို့ရှိရင်လည်းငွေတွေအများကြီးပဲရှာနိုင်တယ်ရှင်တို့ရဲ့အဲ့လိုတွေးတွေကလေရှင်တို့စီမှာရက်သွားမှာမဟုတ်ဘူးတဲ့နောက်ထပ်လာမယ့် generation တွေစီပါကူးဆက်သွားတာကွာပြီးလို့ရှိရင်ကာယချိန်မှာမျက်နှုတ်ပါတယ်ဘာညာပေါ့ကွာမိမိကိုယ်ကိုကောင်းအောင်ကြိုးစားမယ်မိမိအတန်းအောင်ကောင်းအောင်ကြိုးစားမယ်မိမိကျောင်းအောင်ကောင်းအောင်ကြိုးစားမယ်မိမိရဲ့တိုင်းပြည်နိုင်ငံအောင်ကောင်းအောင်ကြိုးစားမယ်ပေါ့အဲ့တော့နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ကိုယ်အမိုက်ကိုယ်တော်မှာအမိုက်ပုံးတွေကိုတက်တက်မမမထည့်နိုင်မယ်နဲ့လမ်းပေးမှာပြီးဆိုတဲ့လွတ်ပြစ်နေဘယ်လိုလုပ်မလဲအဲ့တော့ကျောင်းဆိုတာကစာရင်မဟုတ်ဘဲနဲ့ physical ဘိုင်းရော mental ဘိုင်းတွေရောအများ For pose one lyrics suitable for a kid's video 100 video. Just for children's cause to make values. Be careful and joy for teacher and young children playing to trade and play together. You can lead xylophone, hand clap, soft percussion, tube and landy dreidel. Innocent school art, lost feel instrumental and Leo. For pose one lyrics suitable for a kid's video 100 video. Just for children's cause to make values. Be careful and joy for teacher and young children playing to trade and play together. You can lead xylophone, hand clap. စမောင်မေကိုတစ်ခုလောက်မင်းလို့ရလားမေးပါအကယ်လို့ဘောနော်စမောင်ကိုယ်တိုင်ကဒီအချိန်တွေကိုပြန်နောက်ဆုတ်လို့ရမယ်ဆိုလို့ရှိရင်စမောင်ဘာလုပ်မိမှာလဲဘောနော်ဘာလုပ်မလဲဆိုတော့လူတယောက်ကိုပေါ့နော်အကြောင်းပြချက်အများကြီးမတွေးပဲနဲ့ပေါ့နော်ချစ်ဆန်ရှိတာတကယ်ချစ်ခဲ့မိမှာပေါ့စမအဲ့လိုမျိုးလှုပ်ချင်ခဲ့တယ်ပေါ့နော်တကယ်လို့အဲ့လိုခဲ့မိမှာတကယ်လို့အချိန်ကိုပြန်နောက်ဆုတ်ခွင့်ရမယ်ဆိုလို့ကျေးဇူးပါစမအကယ်လို့ဘောနော်စမကိုယ်တိုင်ကသာအချိန်တွေကိုပြန်နောက်ဆုတ်ခွင့်ရမယ်ဆိုလို့ရှိရင်စမဘာလုပ်ချင်လဲဘာလုပ်ချင်လဲဆိုတော့အချစ်ခံချင်တယ်ပြီးတော့ကိုတဘောကြားတဲ့သူကိုလည်းကိုယ်ပြန်ချစ်ချင်တာပေါ့နော်စမမင်္ဂလာပါ
အကယ်လို့ဘောနော်စမကိုရိုင်းကတာအချိန်တွေကိုပြန်နောက်ဆုတ်ခွင့်ရမယ်ဆိုလို့ရှိရင်စမဘာလုပ်ချင်လဲ ကိုယ်တံမထားလိုက်ကိုယ်မြင်လို့လည်းကိုအဖြစ်ပြီးမိနေတယ် ဟုတ်ကဲ့ပါကျေးဇူးပါ ဒါပဲဖြစ်ပြောဟုတ်တယ်ဖြစ်စီနော် ဘယ်လိုရင်မေးမဒါမှမဟုတ်ရင်မေး တို့ ဒါ ရင် လည်းဘယ် မ လိုရင်မေးမအဲ့ဒါနဲ့နေပြီတော့ဘယ်လိုရင်မေးပါဟုတ်လို့ရင်မေး ချူချူကကလေးတွေကိုဆိုကောက်ကောက်မပြောမြဲတမ်း ဆဲဆိုနေရဆိုဟုတ်တယ်တော့ကြွားနှလုံးတွေအများနဲ့ထိုးရဆိုဟုတ်တယ်နှလုံးသားယောက်ျားကြီးကိုအမြဲတမ်းအစင်ရှာနေတယ်ဆို ရရခိုင်နော် ဒီဘက်ကသွားပြီရအရင်တော့ရီစာရှိခဲ့ဘူးရဲ့ဆို ဟုတ်တယ်ဘယ်လိုတွေးခဲ့ရတော့ မတက်ခဲ့တာဆို အမစတိုက်ခဲ့ရဆို တီကို तू ကထားခဲ့ရဆို ညာတဲ့အသေးကွဲတွေရဆို သူ့အမြဲတမ်းတတိယနေရဆိုမမဘေလူကအရင်ချစ်တာဆို မမကလေဟွာအမျိုးသားယူရင်အဲ့ဒီအမျိုးသားချောနေဖို့ပဲလိုတယ်ထိုင်ကြည့်ပြီးတော့အမကလုပ်ပြီးမှဆိုဟုတ်လား Children